ကဲဒါဆိုရင်တချို့ဒါအရှိရဗီဒီယိုပိုင်းလေးရဲ့အဆက်ပေါ့နော်အရှိတော့တချို့ paragraph လေးရေးနေတာဖြစ်ပါတယ်ဆိုတော့ဒီနေရာမှာတချို့ brainstorming လုပ်ထားတဲ့အချက်ကလေးတွေရှိတယ်ဒီချက်ကလေးတွေကိုဖြည့်ဆွက်ပြီးတချို့ရှေ့ဗီဒီယိုမှာလေ့လာခဲ့တဲ့ sentence structure လေးတွေကိုအသုံးပြုပြီး paragraph လေးရေးသွားပါမယ်ကဲဒါမျိုးလေးပေါ့နော်ကဲဒါဆိုရင်တစ်ခေါက်လောက်တစ်ချိန်နဲ့တူတူ listening လုပ်ကြည့်ရအောင်ရှင် I had a cold. I felt very weak and I had a cough, a runny nose, and a high fever. On Friday, I missed school and I went to see a doctor. I took a lot of medicine to help with my cold. I had to stay home all day because of my cold. When I was sick, my sister stayed by my side. She made me some chicken soup and I felt much better. I hope I don't get sick again. All right ကဲဒါဆိုရင် Alright ဒါဆိုရင် channel တူတူဒီ paragraph လေးကိုပြန်ပြီးတော့ study လုပ်ကြည့်ရအောင် Last week I had a cold and I felt very weak ဒါဒီတချို့တို့ရှေ့မှာ practice လုပ်ခဲ့တဲ့ sentence တွေမှာလည်းပါတယ်နော်ကိုယ့်ရဲ့ခံစားချက်လေးကိုထည့်ရေးလို့ရတယ် I had a cough and a runny nose and a high fever အဖျားလေးတက်တယ်ချောင်းလေးဆိုးတယ်နှာလေးစေးပါတယ် On Friday I missed school and went to see a doctor ဒါဆိုရင်ကျောင်းပြတ်သွားတယ်ပြီးတော့ဆရာဝန်သွားပြရတယ်နော် I took a lot of medicine to help with my cold အဖျားသက်သာစေရန်ဆိုတော့ကိုကဆေးတွေအများကြီးလည်းတောက်ခဲ့ရတယ် I had to stay home all day because of my cold when I was sick and my sister still by my side she made me some chicken soup and I feel much better I hope I don't get sick again All right ဒါဆိုဒီ paragraph လေးမှာဆိုရင်ကိုကအဲ့ဒီကဘယ်လိုမျိုးတွေခံစားခဲ့ရတယ်ကိုဘယ်လိုပုံစံမျိုးဒီ code ကို survival လုပ်ခဲ့တယ်ဆိုတာလေးကိုဒီချေတို့လေ့လာခဲ့ရတာဖြစ်တယ်ဆိုတော့တကယ်လို့ကိုကအေးမိတာမဟုတ်ဘူးခေါင်းကိုက်တာတို့ဘိုက်အောင်တာတို့ဒါမျိုးရှိခဲ့မယ်ဆိုလို့ရှိရင်လေဒီချေတို့အဓိကစဉ်းစားရမှာဒီကိုဒါနဲ့ပတ်သက်ပြီးတော့လက္ခဏာတွေဘာတွေခံစားခဲ့ရလဲဒီနေ့မကောင်းဖြစ်တာနဲ့ပတ်သက်ပြီးတော့ပေါ့နော်ပြီးတော့နောက်တစ်ခုကိုဘာတွေလုပ်ခဲ့လဲဆွမ်းနာလို့ဆရာဝန်သွားပြတာဆေးတွေတောက်ခဲ့တာဒါမှမဟုတ်ဆေးထိုးခဲ့ရလားဒါမှမဟုတ်အများကြီးဒီလိုတက်စားတို့ရေဓာတ်တွေအများကြီးဖြည့်တင်းခဲ့ရလားဘာတွေလုပ်ခဲ့ရလဲပေါ့နော်ပြီးတော့ဆွမ်းနာဆိုရင်ဒါကိုယ့်ရဲ့အမကကိုယ်ချက်စွပ်ပြုတ်လေးပြုတ်တိုက်တယ်ဒါမျိုးပေါ့နော်ဒါဆိုရင်ကိုယ့်ရဲ့မေမေကကိုယ်ဘာတွေလုပ်ပေးတယ်ဒါမျိုးတစ်စုံတစ်ယောက်ကဘာလုပ်ပေးတယ်ဒီ information လေးတွေပြည့်စုံသွားပြီးတစ်ချက်ရှိမှပြထားတဲ့ sentence structure ကိုလည်းလေ့လာပြီးတော့လိုက်ရေးပြီးသွားပြီဆိုရင်ဒီ paragraph လေးကိုစွတ်တုပြုတ်လုပ်ပြီးတော့အနောက်ကနေပြီးတော့ကိုလည်းကိုနေမကောင်းခဲ့တဲ့နေရာအကြောင်းလေးကိုပြန်ပြီးတော့ narrative writing လေး practice လုပ်လို့ရပါတယ်